Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကိုကြီးတို့ဗဒါစီဖတ်ကိုရောက်နေတာဖြစ်ပါတယ်ဒီနေ့ရာသီဥတုကလည်းအရန်ကောင်းတယ်အဲ့တော့ဗဒါစီဖတ်ဘက်ကိုထွက်လာခဲ့တယ်ပေါ့နော်ဆိုတော့ဗဒါစီဖတ်မှာဘယ်ကိုသွားမှလဲဆိုရင်ဒီမှာဖွင့်ထားတာတိတ်မကြသေးတဲ့ Arabica Coffee Shop ကိုသွားမှဖြစ်ပါတယ်အဲ့တော့ကိုကြီးတို့နဲ့အတူတူလိုက်ခဲ့ပေးပါအောင်နော်ဒီမှာ Arabica Coffee Shop ကဖွင့်တာ January 2025အမှာဒီ Battersea Park station မှာပေါ့နော်ဖွင့်လိုက်တာပေါ့နော်သူကလုံးဝ brand new အသစ်ပေါ့အဲ့တော့ပိုးကြီးကတော့ဒီ Arabica Coffee Shop ကိုကြိုက်တယ်ဒီ Asia ဘက်မှာတော့ try မှုတယ်ဒီ Singapore တို့ Thai ဘက်တို့မှာတော့ try မှုတယ်အခုဒီ London Arabica branch ကဘယ်လိုရတာလဲဆိုတာကိုလာပြီးတော့ try ကြည့်တာပေါ့နော်အားလုံးပဲဆက်ပြီးတော့ကိုကြီးတို့နဲ့အတူတူလိုက်ခဲ့ပေးပါအောင်နော်အဲ့တော့အခုတော့ဒီအဆောက်အုံလေးကိုရောက်လာပြီပေါ့နော်သူကဒီ Battersea Power Station ကthe shopping mall လည်းရှိတယ်ပေါ့နော်အထက်မှာဒီ shopping mall လို့လုပ်ထားတာသူကဒီဆိုင်နေလေ brand ဆိုင်တွေကအများကြီးရှိတယ်ပေါ့နော်သူကဒီနောက်ပြီးတော့သူကစားတောက်ဆိုင်တွေလည်းရှိတယ်အဲ့လိုမျိုးအခုက coffee ဆိုင်ရဲ့ location ကိုလိုက်ရှာနေတာသူကဒီကအရန်ကြီးရဲ့အခါကျတော့လည်းရှာရတာခက်တယ်ပေါ့နော်ပြီးတော့ဒီသူတို့မှာရှိတဲ့ alligator set ကလည်း update မဖြစ်သေးရလားတော့မသိဘူးဆိုင်အောင်ရှာမတွေ့ဘူးဆိုတဲ့အခါကျတော့အဲ့ဒါနဲ့ဘယ်မှာရှိလဲဆိုတော့လိုက်ရှာနေတယ်မဟုတ်လေမှန်မှန်လို့နေမှာပေါ့ locationနောက်ဆုံးတော့ဒီမှာပဲရှာလိုက်တယ်သူကဘယ်မှာရှိတာလဲဆိုတော့ ground မှာရှိရကိုရီရောက်နေတာပါ ground ဆိုတော့တစ်ထပ်ဆင်းအောင်ပဲဒီရကတော့နောက်ထပ် coffee ဆိုင်ခုပေါ့နော်ဒီမှာနာမည်ကြီးရဲ့ဒါကတော့ next time မှာပဲလာပြီး find တော့မယ်ဒီရေခဲမုတ်ဆိုင်မှာတော့လူတွေကအရန်ကြိတ်တိုးနေရပေါ့နော်ဒီကဘန်ချီတူရကီရထင်တယ်ဒီမှာတော့ဒါအရန်နာမည်ကြီးရပေါ့နော်ဒါ brand ice cream ရေခဲမုတ်ဆိုင်ထဲမှာပါတယ်ဒီမှာလူတွေလည်းဒီမှာမြင်တဲ့အတိုင်းပဲပေါ့နော် queue ကလည်းအရှိန်ကြီးပဲသူကအမြဲတမ်းလိုတန်းစီနေရဒီဘန်ချီဆိုင်အောင်နောက်တစ်ခါလာမှပဲ try တော့မယ်ပေါ့နော်ရှာရင်နဲ့နောက်ဆုံးတော့ Arabica Coffee ဆိုင်ကိုတွေ့သွားပြီရှင်းမှာပါTa-da အဲ့တော့အခုက ice matcha latte မှာပို့စဉ်းစားထားတယ်ပေါ့နော်ဘာတော့dark chocolate တော့ပဲ来了这个巴黎是我下非常非要把杯的。တော့ပိုးခုမှလာခဲ့တာတော့ice matcha latte နဲ့
ice Kyoto latte ပေါ့နော်matcha latte ကတော့နည်းနည်းဒီ plain sugar syrup လေးနည်းနည်းပို့ထည့်ခိုင်းထားတယ်ပေါ့နော်မုတ် pastry တွေမှာထားတာကတော့တစ်ခုကတော့ဒီ matcha cream အရသာနဲ့ cake လိုပုံစံမျိုးပေါ့နော်နောက်တစ်ခုကကြတော့သူကဒီ croissant လိုပုံစံမျိုးပဲအဲ့ဒါအောင်မှာအပေါ်က raspberry topping လေးနေပေါ့နော် Okay အဲ့တော့မှာထားတဲ့ order လေးတော့ရောက်လာပြီပေါ့နော်ဒီတစ်ခုက matcha latte နောက်တစ်ခုမှာထားတာကတော့ Kyoto latte ပေါ့နော် Kyoto latte ကိုတစ်ခါမှမတောက်ဘူးမှာသူကအပေါ်က raspberry topping လေးနဲ့ပါတယ်နောက်တစ်ခုကဒီကောင်ကတော့ဝိချနာ mousse လိုမျိုးချင်တယ်ဒါပေမဲ့သူက matcha mousse နဲ့ပေါ့နော် cake လေးဆိုတော့ try ကြည့်ပါမယ်ဝိပုတောက်တာမချလာဘူး။ဒီလေးကဟိုဒါဆက်လက်ပြီးလေးပို့ချိန်ခံထားတယ်။တရားကနောက်ကဘာမှချက်ပေးကြဘူး။တော်ကောင်းတယ်။အဲလို strong ဖြစ်တယ်။ coffee ကိုstrong ချက်ပြီးစတဲ့တိုက်တဲ့လူတွေမဆိုလို့ရှိရင်ပုံမှန်ထားတာ regular မချလာဘူး။အဲ့ထဲကိုservice လေးနည်းနည်းလေးပို့ပေးပါတယ်။We will take 9 out of 10. So I think this is sugar syrup. Now we may Dalia, Yame, Yabe, Mete, Malo, Yada, Yabo, perfect fit that so like it. Okay. So this is another one. So this is Kyoto latte. So the Kyoto latte ကဘာမှမထည့်ထားဘူး regular ပဲဘာမှ extra syrup တို့ကောင်းလားထည့်ထားတောက်ကြည့်တယ်ပေါ့နော်ဒါတော့ကောင်းတယ် coffee အရသာ coffee အနံ့လေးလည်းတင်းတင်းလေးပါပြီးတော့ coffee အရသာလည်းပြောမယ်ဟားစိမ့်စိမ့်လေးတော်လေးတောက်လို့ဒါလည်းဒါကို10 out of 10ပေးမယ်လို့ရOkay. ဒါလေးပိုင်းရှင်းရပေါ့နော်ဟုတ်တော့သူကအပြင်ကကြည့်ရတော့တော်တော်လာရတာတော့ဖြစ်မယ်တော့တိတ်တိတ်သူကလေပုံမှန်စားဖို့နေကြပုံစံရလာလို့ပဲဝိရတော့ဘာမှတိတ်မထူးချဘူးဒါပေမဲ့သူကဒီပုံမှာတော့ဒီ raspberry နဲ့မဆာလိုမျိုးနည်းလေးပါတယ်နော်ဖန်ကြည့်ရတယ်အပကြီးရအောင်ဆိုတော့ဒီမတ်စာလို့ပြင်လေးလေးစားကြည့်ပါကောင်းတယ်တော့မချူဘူးလုံးဝမချူဘူးပေါ့နော်လက်ချအရသာစိမ့်စိမ့်လေးနဲ့ဘယ်လိုချူရပြင်နေဘူးတော်ကောင်းတယ်မှာပါတယ်ဆိုတော့ overall experience တော့မယ်ဆိုရင်တော့ဦးရတော့9 out of 10 ပေးမယ်။ဘောကတော့8 out of 10ပေး။နီး nearly perfect ပါ 1 to 10ဆိုတော့ပေးမယ်လေခင်ဗျာ။ 11 Okay အဲ့တော့
ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီမှာပဲပို့ဆောင်လိုက်ပါတော့မယ်ဗီဒီယိုရတော့လည်းတင်ပြကြပါရစေနောက်ဆုံးတော့ဒီမှာလည်းပြင်ပြီးတော့တက်မယ်နော်